စ္စာကိုရှာဖို့သစ္စာနဲ့အတူလမ်းတွေလျှောက်ခဲ့ကြတယ်။သစ္စာအတွက်တစားစားအော်ဟစ်ကြရင်လက်သီးလက်မောင်းတွေတန်းလို့လက်သုံးချောင်းလဲထောင်ခဲ့ကြတယ်။ညအမှောင်ရိပ်ကိုခိုးရင်သစ္စာကိုပြန်ရဖို့အရေးစွန့်ကြိုးစားခဲ့ကြတယ်။သစ္စာဆိုတဲ့အမှန်တရားကိုရှာဖွေတဲ့လမ်းမှာကျွန်တော်နဲ့သစ္စာဆုံခဲ့တယ်။လူတစုခိုးယူသွားတဲ့အမှန်တရားကိုပြန်ရဖို့သစ္စာနဲ့အတူတန်ထဲသူတန်ထဲသားတွေထောင်တောင်းချီကမြို့လုံးကျွတ်နီးပါးချီတက်ခဲ့ကြတယ်။2021စစ်တပ်အာဏာသိမ်းမှုကြီးကိုနောက်တစ်ချိန်သမိုင်းမှတ်တမ်းတင်ကြရင်သမိုင်းမှတ်တမ်းရဲ့စာမျက်နှာတစ်နေရာမှာတန်ရွဲသမိုင်းမရိုင်းခဲ့တာကိုသစ္စာနဲ့အတူချီတက်ခဲ့ကြတဲ့တန်ရွဲမြို့လူကြီးကသက်သေခံနေလိမ့်မယ်။ဒါဟာတန်ရွဲရဲ့သစ္စာပါ။အကြီးတန်းမနက်ခင်းတန်ရွဲမြို့ရဲ့မနက်ခင်းတိုင်းဟာတာယာလှပနေတဲ့မနက်ခင်းတွေဆိုတာတန်ရွဲမြို့မှာနေဘူးသူတွေအသိဆုံးပါ။ဒေသတလေတောတလေတွေဟာအပြူကြီးမပြတ်သေးဘူး။မြူတွေဆိုင်နေတဲ့မနက်ခင်းတရားတန်မျိုးစုံလွင့်ပြန်နေတဲ့မနက်ခင်းတိရွက်ပေါ်ကိုနှီးရည်နှင်းဆက်တွေတဖြောက်ဖြောက်ကျနေတဲ့ကိုအတိုင်းသားကြားနေရတဲ့မနက်ခင်းဈေးရောင်းဈေးဝယ်သူတွေဟာအလျင်မလိုပဲအေးအေးလူလူသွားလာနေကြတဲ့မနက်ခင်းအိုးဖုံးကိုဖွင့်လိုက်ရင်ငွေတစ်ထောင်းထောင်းထနေတဲ့မုတ်တီအိုးအဲ့ဒီဘေးပတ်လည်မှာမုတ်တီထိုင်စားနေသူတွေကိုမြင်တွေ့ရမယ်မနက်ခင်းဒီမနက်ခင်းတွေဟာတန်ရွဲမြို့ရဲ့ပုံမှန်မြင်နေကြတာယာလှတဲ့မနက်ခင်းမြင်ကွင်းတချို့ပါတောင်တန်းတွေအထက်ထက်ကာရန်ထားတဲ့အရှိရက်စီကရောင်ကြီးမလာနိုင်သေးခင်တန်ရွဲမြို့ကိုမြူနှင်းမြူမှုန်တွေကရစ်တိုင်းလွှမ်းခြုံထားတတ်တယ်။တန်ရွဲမြို့အနားမှာဖိုးကနောက်ဆိုင်လိုတည်ရှိနေတဲ့အန်ဒေါ်စန်ဒေါ်နန်ဒေါ်ဖျားတောင်ပေါ်ကကြည့်မယ်ဆိုရင်တန်ရွဲမြို့ဟာမြူနှင်းမြူမှုန်တွေရဲ့အောက်မှာပျောက်နေတတ်တယ်။မြို့ကိုမမြင်ရပေမဲ့ဖြူဖွေးနေတဲ့နှင်းမြူတွေရဲ့အောက်ကလီဘာနှင်းသွားတဲ့ကားဆက်တန်ဆိုင်ကယ်ဟွန်းတီတန်ကြက်တွန်တန်လူတွေရဲ့စကားတန်တွေကြားနေရလိမ့်မယ်။အရှိရက်ကရောင်ကြီးလာလို့တဖြည်းဖြည်းမြူကွဲလာအချိန်ဆိုတန်ရွဲမျိုးဟာလိုက်ကအကွယ်ကတဖြည်းဖြည်းချင်းထွက်လာတဲ့မင်းသမီးတစ်ပါးလိုပါပဲ။လှပါတယ်။မြို့ကိုအနားတက်ပြီးကွေ့ဝိုက်စီးဆင်းသွားတဲ့တန်ရွဲချောင်းဟာမင်းသမီးတစ်ပါးရဲ့ဘားပြင်ပေါ်ကပချိုင်လေးတစ်ခုလိုစပီတင်းမဲ့လေးတစ်ခုလိုပြုံးလိုက်တဲ့အခါပေါ်လာတတ်တဲ့တတက်လေးတစ်ခုလိုမင်းသမီးလေးဟာတနေ့တစ်မျိုးမယိုးလှအောင်ဖီးလိမ့်ချေတာဝတ်စားစီရင်ပြီးအလှသွေးကြွယ်ပြတယ်လို့တန်ရွဲမျိုးရဲ့မနက်ခင်းတိုင်းဟာလည်းတနေ့တစ်မျိုးမယိုးနိုင်အောင်တာယာလှပတယ်ဆိုတာတန်ရွဲမျိုးမှာနေဘူးသူတွေအသိဆုံးဒီလိုတာယာလှပတဲ့မနက်ခင်းတွေဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မနက်ခင်းကစလို့အကြီးတန်းမနက်ခင်းတွေဖြစ်ခဲ့ရတယ်။လှပတဲ့မနက်ခင်းတွေပျက်စီးပျောက်ကွယ်ခဲ့ရတယ်။အဲ့ဒီမနက်ခင်းကစလို့မိုးလင်းမိုးချုပ်အကြီးတန်းတဲ့နေ့ရက်တွေဖြစ်ခဲ့ရတယ်။စစ်တပ်အာဏာသိမ်းပြီ။စစ်တပ်ကအာဏာသိမ်းလိုက်တဲ့မနက်ခင်းကိုအားလုံးမှတ်မိကြမှာပါ။ကဘာကြီးနဲ့အဆက်ပြတ်ယုံနေမကတဦးတယောက်ချင်းတအိမ်ချင်းစီအိမ်တအိမ်ချင်းစီပါအဆက်အသွယ်တွေပြတ်ကုန်ကြတယ်။မနက်ခင်းကြီးမှာပြည်သူတွေဟာအမှောင်ကျသွားတယ်။ဘာဖြစ်တာလဲ။ဘာတွေဖြစ်ကုန်ပြီလဲဆိုတဲ့စိတ်တွေနဲ့လူတွေဟာအိမ်ရှိတွေစီထွက်လာကြတယ်။လူတွေရဲ့မျက်နှာတွေဟာထိတ်လန့်နေကြတယ်။ရှေ့ရက်တွေကစစ်တပ်ကအာဏာသိမ်းမယ်ဆိုတဲ့လေသံတွေပြစ်နေခဲ့တယ်။2020ရွေးကောက်ပွဲမှာအနိုင်ရတဲ့ပါတီကိုအာဏာဆက်ပြီးမပေးချင်တဲ့အခါမိမိတို့အာဏာကိုလက်လွတ်ဆုံးရှုံးရတော့မယ်။မိမိတို့ရဲ့အခမ်းကဏ္ဍပျောက်ဆုံးရတော့မယ်ဆိုတာကိုသိနေတဲ့စစ်တပ်ကတိုင်းပြည်အာဏာကိုသိမ်းဖို့လေသံပြစ်နေတာဟာမကြာခဏပါ။2021ထဲရောက်လို့ February 1ရက်လွှတ်တော်ခေါ်ရမယ့်နေ့နီးလာလေစစ်တပ်ရဲ့အာဏာသိမ်းမဲ့လေတံကပိုညံလာလေပါမဲစင်းတွေနဲ့ပတ်သက်ပြီးစစ်တပ်ကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတပ်မတော်အနေနဲ့အာဏာမသိမ်းဘူးလို့မှတ်ယူလို့ရမလားဆိုတဲ့သတင်းနောက်တဦးရဲ့မိကွန်းကိုစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်စောမင်းထွန်းကမရပါဘူးလို့ပြန်လည်ဖြေဆိုခဲ့ပါတယ်စစ်တပ်ကအာဏာသိမ်းတော့မယ်ဆိုတဲ့စကားသံတွေညံ့နေတဲ့အချိန်ကာလမှာအခုလိုစကားထွက်လာတာဟာစစ်တပ်ကတိုင်းပြည်အာဏာကိုသိမ်းတော့မယ်ဆိုတာပိုပြီးကျိန်းသေးလာတာပါ။ဒါ့အပြင်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မိုးကြီးမင်းအောင်လှိုင်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုမလေးမစားမလိုက်နိုင်ဖျက်ပစ်ရမယ်လို့ထပ်မံကြုံးဝါခဲ့ပါတယ်။ရန်ကုန်မြို့မှာမျိုးသားရေးလှုပ်ရှားသူတွေနဲ့စစ်တပ်ထောက်ခံသူတွေကစစ်တပ်ထောက်ခံတဲ့ဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်လာခဲ့ကြတယ်။သူတို့ရဲ့ဆန္ဒပြပွဲတွေဟာလူမိုက်ဆန်ဆန်ရန်ကားတဲ့အပြုအမူတွေပြုလုပ်လာတယ်။ပဋိပက္ခတွေကိုမဖြစ်ဖြစ်အောင်ဖန်တီးလာတာတွေ့ရတယ်။ဒီလိုရှုပ်ထွေးမှုတွေနဲ့စစ်တပ်ရဲ့အာဏာသိမ်းမဲ့စကားသံတွေထပ်ခါကြားလာရတဲ့အခါပြည်တွင်းနိုင်ငံရေးပါတီတွေနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ပြည်ပနိုင်ငံတွေကလည်း
မြန်မာနိုင်ငံရဲ့နိုင်ငံရေးတင်းမာနေတဲ့အခြေအနေကိုညှိနှိုင်းအဖြေရှာဖို့ထုတ်ပြန်ချက်တွေထုတ်ပြန်လာကြပါတယ်။တချို့ပြည်သူတွေကလည်းတင်းကျင်ရင်စစ်တပ်အနေနဲ့အမိုက်လာသိမ်းဆိုပြီးလောင်ပြောင်ပြောဆိုတာတွေလုပ်ခဲ့ကြတယ်။ကျွန်တော်ကိုယ်တိုင်လည်းကိုယ်စိတ်ထဲမှာတော့လက်ရှိအချိန်ကာလမှာအာဏာသိမ်းဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူး။အာဏာသိမ်းတဲ့သူအတွက်လည်းမဖြစ်နိုင်သလိုတိုင်းပြည်အတွက်လည်းနစ်နာစရာတွေအများကြီးမြင်မိတာကြောင့်အာဏာသိမ်းမှုဖြစ်လိမ့်မယ်လို့ဘလို့မှထင်မထားမိဘူး။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ဟာရွေးကောက်ပွဲအနိုင်ရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုလွှတ်တော်ခေါ်ရမယ့်နေ့ပါ။တိုက်ဆိုင်ဒီနေ့မှာဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ် TV လိုင်းတွေပြတ်သွားတာဟာထိတ်လန့်စရာပါ။စိတ်ထဲမှာအာဏာသိမ်းဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့တွေးထားတာကြောင့်အာဏာသိမ်းတယ်လို့လုံးဝမထင်ခဲ့မိဘူး။ဒါပေမဲ့အာဏာသိမ်းလိုက်ပြီလားဆိုတဲ့အတွေးနဲ့ကျွန်တော်ရင်တွေတထိတ်ခုန်နေမိတယ်။ဒါကြောင့်လက်တွေ့သိရအောင်ကျွန်တော်ဆိုင်ကယ်စီးပြီးငပလီကန်းချီက55တရင်စီကိုထွက်ခဲ့တယ်။မနက်ခင်းကအေးချမ်းနေတယ်။ဆိုင်ကယ်ကလေတိုးတာကြောင့်ပိုးပြီးအေးနေတယ်။ဒါပေမဲ့ရင်ထဲမှာပူလောင်နေတာပဲသိတယ်။55တရင်ရှိမှာဘာမြင်ရမလဲဆိုတဲ့စိတ်ပဲရှိတယ်။နန်းချောင်းကိုကျော်ရာဘာတောင်ကိုကွေ့ငပလီ Hillock Resort ရှိနာအရောက်မှာတနက်ကူစီနဲ့ယူနီဖောင်းဝတ်ထားတဲ့စစ်သား2ယောက်ဆိုင်ကယ်ကိုအမြန်မောင်းသွားတာမြင်လိုက်ရတယ်။ကျွန်တော်ရင်ခုန်တန်းနေပိုမြန်လာတယ်။55တရင်အရှိစီဆိုင်ကယ်ကိုအမြန်မောင်းသွားလိုက်တယ်။တက်ကိတ်အရှိမှာဘာမှထူးထူးခြားခြားမတွေ့ဘူး။ဒါနဲ့ငပလီလမ်းစုံမှာဆိုင်ကယ်ကိုကွေ့ပြီးကျွန်တော်တန်ရွဲဘက်ကိုပြန်မောင်းခဲ့တယ်။တန်ရွဲရုံကြီးရှိစီဆိုင်ကယ်ကိုဆက်မောင်းခဲ့တယ်။တန်ရွဲမြို့ရဲ့အုပ်ချုပ်ရေးရုံးခရိုင်အုပ်ချုပ်ရေးရုံးအပါအဝင်အစိုးရအုပ်ချုပ်ရေးရုံးတွေအခြေစိုက်ရာရုံးကြီးရှိရောက်တော့ကျွန်တော်ဆိုင်ကယ်ကိုအသာအရှိန်တက်ပြီးရုံးတွေကိုလှမ်းကြည့်လိုက်တယ်။ရုံးချံဝင်းထဲမှာစစ်သားတွေရောစစ်ကားတွေပါမြင်လိုက်ရတယ်။အားလုံးဟာအေးအေးဆေးဆေးပါပဲ။တိုက်ပုံအရက်ဝတ်ထားတဲ့သူတွေကလည်းအေးဆေးပါပဲ။ဘာမှမဖြစ်သလိုအေးဆေးပဲ။ရောက်လာတာနောက်ကျလိုက်တာစစ်သားကြီးတို့ရဲ့လို့တွေးနေကြသလားလို့တောင်ထင်ရတယ်။အာနာသိမ့်လိုက်ပြီဆိုတာကျင်းတည်တလောက်ရှိသွားပြီ။ကျွန်တော်အိမ်ပြန်ရောက်တော့စစ်တပ်ပိုင်းမြောက်ရီရုတ်တံကအာဏာသိမ်းလိုက်တဲ့သတင်းထုတ်လွှင့်သွားကြောင်းမိသားစုကပြောပြတယ်။ဒုတိယသမ္မတဦးမြင့်ဆွေကယာယီသမ္မတအဖြစ်တာဝန်ယူပြီးနိုင်ငံတော်ကိုအရေးပေါ်ကာလတစ်နှစ်သတ်မှတ်ကြောင်းနဲ့အတူမဲစင်းတွေမရှင်းလင်းတာဥပဒေအရဆောင်ရွက်ရန်ရှိတာတွေကြောင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအာဏာလွှဲအပ်ကြောင်းစစ်တပ်ပိုင်းမြောက်ရီရုတ်တံကကြေညာသွားပါတယ်။ကျွန်တော်ခေါင်းထဲမှာဗလာချင်းဖြစ်သွားတယ်။ခန္ဓာကိုယ်တွေလေးလံသွားတယ်။အနာဂတ်မှာဘာတွေဖြစ်လာမလဲငါဘာဆက်လုပ်ရမလဲငါဘာလုပ်မလဲဆိုတဲ့မိကွန်းတွေထက်ခါတွေးမိ